ကျောင်းတစ်ကျောင်းမှာကျောင်းသားကျောင်းသူတွေဟာနောက်ဆုံးနေ့ဆံမွေးပွဲပြေဆိုနေကြချိန်မှာအီလီယိုနဲ့ပါရှာလို့ဆိုတဲ့ကျောင်းသားနှစ်ယောက်ကဆံမွေးပွဲမှာစာခိုးချဖို့ကြိုးစားနေကြပါတယ်။ CCTV ကနေစောင့်ကြည့်နေတဲ့ကျောင်းအောင်ရှိအမကြီးအမန်ဒါကသူတို့စာခိုးချနေတာကိုတွေ့သွားပြီးအခန်းဆောက်ကိုသူတို့နှစ်ယောက်ရဲ့ပြေလွှာတွေကိုတင်စီဖို့ကြောင်းကြားလိုက်ပါတယ်။အမန်ဒါကလုံခြုံရေးဝန်ထမ်းယူဒီကိုသူတို့နှစ်ယောက်ကိုတီးတက်အခန်းတစ်ခန်းကိုခေါ်သွားပြီးထိန်းသိမ်းထားဖို့တာဝန်ပေးလိုက်ပါတယ်။မကြာခင်မှာပဲအင်ကာဆိုတဲ့နောက်ထပ်ကျောင်းသူတစ်ယောက်ကသူ့တငယ်ချင်းနာလာကိုအပြေလွှာပြဖို့သူတို့လေးတောင်းဆိုနေခဲ့ပြီးနာလာကခဏတောက်ဆိုင်နေပေမဲ့လည်းနောက်ဆုံးမှာတော့သူ့အပြေလွှာကိုပြလိုက်ပါတယ်။သူတို့နှစ်ယောက်ကိုလည်းအခန်းဆောက်ကတွေ့သွားပြီးအီလီယိုနဲ့ပါရှာတို့ရှိနေတဲ့တီးတက်အခန်းကိုပို့လိုက်ပြန်ပါတယ်။တစ်ချိန်တည်းမှာပဲအမန်ဒါကကောင်းကင်မှာထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုကိုသတိထားမိလိုက်ပါတယ်။ကောင်းကင်တစ်ခုလုံးမဲမုံနေတဲ့မိုးတိမ်တွေဖုံးလွှမ်းနေပေမဲ့လောလောဆယ်ဆယ်မှာတော့ဒါကိုလင့်ညီရှုပြီးကျောင်းသားလေးယောက်နဲ့စကားပြောဖို့တိတက်အခန်းစီကိုဥတီသွားခဲ့ပါတယ်။သူမကကျောင်းသားတွေကိုစာမှုပွဲမှာစာခိုးချတဲ့အကြောင်းပြောပြီးတရားမျှတမှုကိုလုပ်ပေးမယ်လို့ဆိုပါတယ်။ဘာရှာကရှာမကြီးဟာကိုရေးကိုတာကိစ္စတွေကြောင့်ဒေါရတွေကိုသူတို့အပေါ်ပေါင်ချနေတာလို့ပြန်ပြောခဲ့ပါတယ်။အမန်ဒါကဒါမဟုတ်ကြောင်းညင်းဆိုပြီးတကယ်ဒါဆိုရင်သူတို့ကိုကြောင်းထုတ်ပြီးအိမ်ပြန်လှုပ်လိုက်ရမှာဖြစ်ပေမဲ့အခုတော့ UD ရဲ့စောက်ကြမှုအောက်မှာမေကွန်းအစ်စ်နဲ့ဇမှုဝဲဖြေဖို့မိနစ်60ချိန်ပေးပြီးဒုတိယအခွင့်အရေးပေးခဲ့ပါတယ်။ဇမှုဝဲခန်းထဲမှာတော့စာပြေချိန်ပြီးသွားတဲ့အခါကျောင်းသားအလုံးကိုဖြေနေတာကိုရက်ခန်းလိုက်ပါတယ်။ရောက်တဲ့ဇမှုဝဲခန်းထဲကမီးတွေကမိတ်တုံဖြစ်လာပြီးအားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ Entry ဆိုတဲ့ကျောင်းသူတစ်ယောက်ကမကောင်းဆိုးဝါးပူးခံလိုက်ရပြီးအော်ဟစ်ငိုယိုပါတော့တယ်။အဲ့ဒီတန်ကိုကြားတော့အမန်ဒါကဇမှုဝဲခန်းထဲကိုအမြန်ပြေးဝင်လာပြီးအခန်းဆောက်တွေကိုအဲ့ဒီမိန်းကလေးကိုသူ့ရုံးခန်းကိုခေါ်တော့ဖို့ညွှန်ကြားပါတယ်။အမန်ဒါကအာဘာအာယုလို့ခေါ်တဲ့အပနှင့်စရာတယောက်ကိုအမြန်ဆက်သွယ်ပြီးကျောင်းကိုအရေးပေါ်လာဖို့ခေါ်လိုက်ပါတယ်။ဒီကြားထဲမှာပဲနောက်ထပ်ကျောင်းသားတစ်ယောက်အပူးခံရပြန်တာကြောင့်တာဝန်ရှိသူတွေလည်းထိတ်လန့်ကုန်ကြပါတယ်။တခြားကျောင်းသားတွေလည်းတယောက်ပြီးတယောက်အပူးခံလိုက်ရပြီးဇမှုဝဲခန်းထဲမှာဗျမ်းမတာဖြစ်ကုန်ပါတယ်။အပူးခံထားရတဲ့ကျောင်းသားတွေကတခြားကျောင်းသားတွေနဲ့ဆရာတွေကိုပြင်းပြင်းထန်ထန်စတိုက်ခိုက်လာကြပြီးနောက်ဆုံးမှာတော့ကိုပြန်လောက်ကြတဲ့အထိဖြစ်လာကထိခိုက်ဒေဆုံးမှုများစွာဖြစ်လာခဲ့ပါတယ်။ဒီလိုဗျမ်းမတာဖြစ်နေချိန်မှာကျောင်းသားတစ်ယောက်ကတကားဖွင့်နိုင်ခဲ့ပြီးသူ့တငယ်ချင်းအချို့ကိုဇမှုဝဲခန်းထဲကနေထွက်ပြေးလွတ်မြောက်နိုင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကန်ဆုပ်စွာနဲ့ပဲသူကိုယ်တိုင်လည်းအပူးခံလိုက်ရတာကြောင့်ကျောင်းသားတချို့ဇမှုဝဲခန်းထဲမှာပိတ်မိနေခဲ့ပါတယ်။ထွက်ပြေးလွတ်မြောက်လာတဲ့ကျောင်းသားတွေကအမန်ဒါကိုဒီကျောင်းမက်ဖွယ်ရာဖြစ်အကြောင်းသတိပေးပြီးပတ်ပေါက်တကားစီကိုပြေးသွားကြပါတယ်။သူတို့ကတာရန်ဆိုတဲ့ကိစ္စကိုတကားဖွင့်ပေးဖို့တောင်းပန်ပေမဲ့ကျောင်းအောက်ဆီယာမကြီးရဲ့အမိတ်မရှိလို့ဆိုပြီးဒါရန်ကညှင်းဆိုပါတယ်။သူတို့အခြေအနေတွေကိုမစင်းပြနိုင်ခင်မှာပဲဘင်းစင်ဆိုတဲ့ကျောင်းသားတစ်ယောက်ပူးခံရပြီးအနာကလူတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။မျိုးလေးချမ်းမဲစွာနဲ့ပဲကျောင်းသားတွေကဂိတ်တကားကိုကြော်ပြီးထွက်ပြေးဖို့ကြိုးစားကြပေမဲ့ဘင်းစင်ကအားလုံးကိုတယောက်ချင်းလိုက်ကကားစီးပြီးတိုက်ခိုက်ပါတယ်။ဇမှုဝဲမပြီးတဲ့လို့ဘယ်သူမှထွက်သွားလို့မရဘူးလို့ပြောပြီးတဲ့နောက်မှာတော့သူ့လက်ဘင်းကိုသူလှီးပြီးအဆုံးတက်လိုက်ပါတယ်။မကြာခင်မှာပဲအန်တွန်ဆိုတဲ့ကျောင်းသားတစ်ယောက်ပူးခံရပြန်ပြီးဇမှုဝဲမပြီးသေးဘူးလို့ထပ်ပြောကတခြားသူတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။တစ်ချိန်တည်းမှာပဲတီးတန့်ခန်းထဲမှာယူဒီကကျောင်းသားလေးယောက်ကိုအချိန်ပြည့်ပြီဖြစ်လို့ဒီနေတာကိုရက်ခိုင်းလိုက်ပါတယ်။မကြာခင်မှာပဲအမန်ဒါကကျောင်းမက်ပွဲရဘေးဒုက္ခတစ်ခုဖြစ်နေကြောင်းနဲ့ကွက်ပြေးဖို့လမ်းမရှိပေမဲ့ကူညီပေးမဲ့သူလာနေပြီဖြစ်ကြောင်းပြောပါတယ်။သူတို့အားလုံးကိုနတ်ဆိုးရဲ့ဘေးရန်ကလွတ်မြောက်ဖို့ဆုတောင်းကြဖို့ပြောခဲ့ပါတယ်။အမန်ဒါကဒါရန်ကိုအာဘာရောက်ပြီးလားဆိုတာကြည့်ဖို့ဂိတ်တကားကိုတွားစစ်ဆေးခိုင်းပါတယ်။ဒါရန်ကတကားကိုမတွားချင်တဲ့ပုံစံနဲ့တွားကြည့်ချိန်မှာအာဘာနဲ့သူ့လက်ထောက်နာကီလာတို့လာနေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ခဏကကြုံခဲ့တဲ့အဖြစ်အပျက်ကြောင့်သူကတကားတော့ကိုဖွင့်မပေးရဲပါဘူး။လူကအရန်ချောင်းနေတယ်လို့ပြောပြီးတော့သူတို့စီပေးလိုက်ပါတယ်။နာကီလာကတော့ကိုယူပြီးတကားဖွင့်ကနှစ်ယောက်သားအထဲကိုဝင်လာပါတယ်။တကားပွေးသွားတာကိုမြင်တော့ကျောင်းသူနှစ်ယောက်ကထွက်ပြေးဖို့ပြေးလာကြပေမဲ့တကားဝါရောက်တဲ့အခါကျောင်းသူတစ်ယောက်ကမမြင်ရတဲ့စွမ်းအားတစ်ခုနဲ့တိုက်မိပြီးလဲကျသွားကနောက်တစ်ယောက်ကမကောင်းဆိုးဝါးဝိညာဉ်ပူးခံလိုက်ရပါတယ်။ပူးခံရတဲ့ကောင်မလေးကနှက်ဆိုးနှင်တဲ့ဆရာကိုပြေးဝင်တိုက်ပေမဲ့နာဂီလာကသူ့ကိုနှိမ်နှင်းလိုက်တာကြောင့်တတိလစ်သွားခဲ့ပါတယ်။ဒါရန်ကနှက်ဆိုးနှင်တဲ့ဆရာကိုကျောင်းအောက်ဆရာမကြီးနဲ့တွေ့ဖို့ခေါ်သွားခဲ့ပါတယ်။အာဘာကအမန်ဒါနဲ့စကားပြောနေချိန်မှာနာဂီလာကတခုခုကိုခံစားမိပြီးဒီအရာရဲ့စွမ်းအားကပြန့်နှံ့နေပြီလို့ပြောပါတယ်။အာဘာကနာဂီလာဟာကျောင်းထဲမှာရှိတဲ့လူအလုံးအတွက်အန်ဒရယ်ရှိတဲ့ဒေါ်ဒါနဲ့ရန်ညိုးတွေကိုခံစားမိနေတာဖြစ်တယ်လို့ပြောပြပါတယ်။အာဘာက CCTV မှတ်တမ်းကိုစစ်ဆေးပြီးလွတ်နေတဲ့ထိုင်ကောင်တလုံးကျောင်းမေးမြန်းတော့အမန်ဒါကအဲ့ဒီနေ့မှာပဲကိုအဆုံးစီရင်သွားတဲ့ဂါရီနာရဲ့ထိုင်ကောင်ဖြစ်ကြောင်းပြောပြပါတယ်။ဂါရီနာစာကိုချတာကိုမိလိုက်ပြီးဆရာတွေကသူ့ကိုကြောင်းထောက်မယ်လို့ချင်းချောက်ခဲ့လို့ဂါရီနာတတိလစ်သွားခဲ့ပါတယ်။အမန်ဒါကဂါရီနာကိုဆေးဘေးခန်းခေါ်သွားဖို့ဒါရန်ကိုညွှန်ကြားခဲ့ပေမဲ့သွားကြည့်တဲ့အခါမှာတော့ဂါရီနာကိုအဆုံးစီရင်သွားပြီးဖြစ်တာကိုတွေ့ခဲ့ရပါတယ်။အာဘာကဘာလို့ရဲကိုအကြောင်းမကြားတာလဲလို့မေးတော့အမန်ဒါကစာမှုပွဲမပြတ်စေချင်လို့ဖြစ်ကြောင်းနဲ့သူ့ချွန်ကြောင်းဆိုတဲ့စုရဖို့အခွင့်အရေးကိုနှိမ့်နှိမ့်ထားချင်လို့ဆေးဘေးခန်းကိုတောက်ခတ်ထားဖို့ဒါရန်ကိုမိတ်ပေးခဲ့တာပါ
အာဘာကဂါရီနာရဲ့အာဂါကကြီးတဲ့ဝိညာဉ်ကဇာမှုပွဲဖြေတဲ့ကျောင်းသားတွေကိုရန်ညှိုးထားပြီးတောင်းကျမ်းနေတာဖြစ်တယ်လို့ကောက်ချက်ချလိုက်ပါတယ်။နောက်မကြခင်မှာဝိညာဉ်ကိုဖမ်းရမယ်လို့ပြောလိုက်တော့ဒါရန်ကသူတို့ကိုဆေးပေးကန်းကိုခေါ်တော့ချိန်မှာဂါရီနာအစားကျောင်းသားတစ်ယောက်ရဲ့အလောင်းကိုပြိုးဆွဲချထားတာကိုတွေ့လိုက်ရပါတယ်။နာဂီလာကဂါရီနာဟာသူတို့လာမယ်ဆိုတာကြိုသိပြီးအလောင်းကိုနေရာလွှဲထားတာဖြစ်မယ်လို့ယူဆပါတယ်။အလောင်းကိုချနေတော့မှပဲဝိညာဉ်ကဒါရန်ကိုဝင်ပူးလိုက်ပါတယ်။နာဂီလာကသူ့ကိုဖမ်းချောက်ထားပြီးအာဘာကဝိညာဉ်ကိုနှင်ထုတ်ဖို့ဒါရန်ရဲ့နဖူးကိုအစွမ်းထက်တာနဲ့ထိပေးလိုက်ပါတယ်။ဒါပေမဲ့ဒါရန်ကမိလုံကျွမ်းပြီးတေဆုံးသွားခဲ့ကဝိညာဉ်ကထွက်ပြေးလွတ်မြောက်သွားပါတယ်။အာဘာကမန်တာစီပြန်လာပြီးဒါရန်နှုတ်ထက်သားကောင်တစ်ယောက်ဖြစ်သွားကြောင်းပြောပြပါတယ်။စကားပြောနေတော့မှပဲအမန်ဒါကမော်နီတာပေါ်ကဗီဒီယိုကိုကြည့်ပြီးမကောင်းဆိုးဝါးဆန်ဆန်ပြောင်းနေတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူကဒီကလေးမဟာဒီကျောင်းကကျောင်းသူမဟုတ်ဘူးလို့ပြောလိုက်ချိန်မှာပဲရောက်တရနောက်ထပ်မျက်နှာတစ်ခုပေါ်လာပြီးအားလုံးကိုထိတ်လန့်စေခဲ့ပါတယ်။ပြီးတဲ့အခန်းထဲကကျောင်းသားလေးယောက်ကစိတ်မရှိဖြစ်လာပြီးသူတို့ကိုလှုပ်ပေးဖို့ UD ကိုတောင်းဆိုပေမဲ့ကျောင်းအောက်ဆရာမကြီးရဲ့အမိန့်မရှိလို့ဆိုပြီး UD ကညှင်းဆိုပါတယ်။ဝိညာဉ်ကအင်တာကိုဝင်ပူးပြီးပြေလော်တွေကိုဖျက်ဆီးဖို့လုပ်နေချိန်မှာတခြားသူတွေကသူ့ကိုတားဖို့ကြိုးစားတော့သူကပါရှာကိုတိုက်ခိုက်ပြီးအေရီယေကိုလည်းပင်ညှစ်လိုက်ပါတယ်။ယူဒီကចောင်းသားတွေကိုကယ်တင်လိုက်ပြီးခေါ်ထုတ်သွားဖို့လုပ်ပြီးမဲ့လဲအင်္ဂါကနယံတွေပေါ်ကျော်တက်ကလီကားကနေပိတ်ဆို့ထားလိုက်ပါတယ်။ចောင်းသားတွေကဖျားရခင်ကူညီနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့အလေးနဲ့ဆူတောင်းကြချိန်မှာအင်္ဂါကလေကားပေါ်ကနေခုန်ချပြီးသူ့ကိုယ်သူအဆောင်စီရင်လိုက်တော့ဆူတောင်းခြင်းကအရာထင်တယ်လို့ဖြစ်သွားခဲ့ပါတယ်။အမန်ဒါအာဘာနဲ့နာဂီလာတို့စာမှုပွဲခန်းကိုတွားခဲ့ကြပြီးအဲ့ဒီမှာနာဂီလာကရာရီနာရဲ့စပွဲကိုထိလိုက်တဲ့အခါသူ့အာယုံထဲမှာကျောင်းသားတွေဟာဝိညာဉ်လောကထဲမှာပိတ်လောင်ခံထားရတယ်လို့ပြောပါတယ်။သူတို့အော်ဒန်တွေကြားရပြီးကျောင်းကွင်းပြင်ကိုပြေးသွားကြည့်တဲ့အခါအလန်တိုင်းမှာကျိုးဆွဲချခံထားရပြီးအကူကြီးတောင်းနေတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အမန်ဒါကဒီကျောင်းသူဟာကာရီနာလို့ထင်ခဲ့ပါတယ်။အာဘာကအမန်ဒါကိုတေချာရဲ့လာလို့မေးပြီးကာရီနာကသူ့ကိုသူအဆောင်စီရင်သွားပြီလို့ပြောထားတာကိုသတိပေးပါတယ်။အမန်ဒါကသူအထင်မှားသွားတာဖြစ်မယ်လို့ပြောပြီးအာဘာကိုကျောင်းသူကိုချပေးဖို့တောင်းဆိုပါတယ်။အမန်ဒါကကာရီနာကိုနှစ်သိမ့်ဖို့ကြိုးစားပေမဲ့ကာရီနာကဒီကိစ္စအားလုံးဟာသူ့အမှားကြောင့်ဖြစ်တယ်လို့ပြန်ပြောပါတယ်။အာဘာကကာရီနာနတ်ဆိုးဖြစ်နေမှန်းသိသွားပြီးအမန်ဒါကိုနှောက်ဆောက်စေခဲ့ပါတယ်။ဝိညာဉ်ကအာဘာရဲ့လက်ထက်ကဓာတ်ကိုမြင်တော့မဲရုံမီကိုအဖြစ်ပြောင်းပြီးနှောက်ဆောက်သွားပါတယ်။တစ်ဖက်မှာလည်းပါရှာကပူးခံရပြီးအေရီယေကိုတိုက်ခိုက်ပါတယ်။ယူဒီကအေရီယေကိုကယ်ပြီးသူတို့တောင်းရအိမ်သာခန်းထဲမှာပေါင်းနေလိုက်ကြပါတယ်။အပူးခံရတဲ့ပါရှာကအဆောက်အဦပေါ်ကနေခုန်ချပြီးသူ့ကိုယ်သူအဆောင်စီရင်လိုက်ပါတယ်။အေရီယေကအယံဝမ်းနေပြီးနာလာကသူတို့ကိုနှစ်သိမ့်ပေးနေခဲ့ပါတယ်။သူတို့အိမ်သာခန်းထဲကငိုတန်ကြလို့ကြီးလိုက်တဲ့အခါမှာလင်ဒါဆိုတဲ့သူတို့တငယ်ချင်းတယောက်ကိုတွေ့ရှိခဲ့ပါတယ်။သူတို့၄ယောက်ကစုတောင်းရင်းနဲ့ပဲနောက်တစ်ခါကနေထွက်ပြေးဖို့စောင့်ဖြတ်လိုက်ကြပါတယ်။အာဖာနာဂီလာနဲ့အမန်ဒါတို့ဤတဲ့အခန်းကိုရောက်သွားတော့အင်္ဂါရဲ့တက်မဲ့ခန္ဓာကိုယ်ကိုတွေ့ရှိခဲ့ပါတယ်။အမန်ဒါကဒီမှာ9ယောက်ရှိရမှာလို့ပြောတော့နာဂီလာကသူတို့အပြင်ကိုထွက်ပြေးတော့ကြပြီလို့ယူဆပါတယ်။ကာရီနာရဲ့ဝိညာဉ်ကအေရီယေတို့အဖွဲ့ရှိကိုပေါ်လာပြီးအော်ဟိတ်ကသူတို့၄ယောက်လောင်းကိုလဲချသွားအောင်တိုက်ခိုက်လိုက်ပါတယ်။သူကလင်ထလေပင်ကိုညှစ်ပြီးဝိညာဉ်ကိုစောက်ယူလိုက်ကတခြားသူတွေဘက်ကိုလှည့်လာပါတယ်။အာဘာနာဂီလာနဲ့အမန်ဒါတို့ရောက်လာပြီးနက်ဆိုကသူ့ရဲ့ကြောက်မက်ပွဲရာမျက်နှာကိုထောက်ပြပါတယ်။အာဘာကအမန်ဒါကိုအားလုံးကိုခေါ်ထောက်သွားဖို့ပြောလိုက်ပြီးချိန်မှာနက်ဆိုကအာဘာကိုတိုက်ခိုက်လိုက်တာကြောင့်ပြင်းထန်တဲ့တိုက်ပွဲဖြစ်သွားခဲ့ပါတယ်။နာဂီလာကအရေးနှိပ်ပြီးလွတ်ထွက်သွားချိန်မှာအာဘာကနက်ဆိုကိုအစွမ်းသက်တာနဲ့တားဆီးထားပါတယ်။နက်ဆိုကသောတာထွက်ပြီးအော်ဟိလိုက်တာကြောင့်မန်တွေခွဲကုန်ပြီးမန်စတွေကအာဘာကိုစိုက်ဝင်သွားပါတယ်။ဒါပေမဲ့သူတန်ရာရနေတဲ့ကြားကပဲမကောင်းဆိုးဝါးကိုနှင်ထုတ်နိုင်ခဲ့ပါတယ်။နာဂီလာကတန်ရာရနေတဲ့အာဘာကိုဇာမှုဝဲခန်းထဲကိုခေါ်သွားခဲ့ပါတယ်။နောက်ဆုံးအတမ်းမထွက်ခင်မှာအာဘာကဂါရီနာကိုဦးကျန်ပီကက်လို့ခေါ်တဲ့နတ်ဆိုးတကောင်ကထိန်းချုပ်ထားတာဖြစ်ကြောင်းပြောပြလိုက်ကနာဂီလာကိုတားပေးလိုက်ပြီးသူ့အစာနဲ့ဆိုးကိုနှိမ်နှင်းဖို့တောင်းဆိုခဲ့ပါတယ်။အေရီယေကဦးကျန်ပီကက်အကြောင်းမေးတော့အမန်ဒါကသူဟာစိတ်ယောဂချိတဲ့လူတစ်ယောက်ဖြစ်ပြီးသူ့ကိုငယ်စဉ်ကတွေ့ခဲ့ဘူးကြောင့်တတိယသွားပါတယ်။ဦးကျန်ကအောက်လန်းပညာတောင်းပြီးသူ့ကိုစိတ်ညှို့ခဲ့ပါတယ်။ဦးကျန်ကသူ့ဆွမ်းအားတိုးဖို့အတွက်ကျောင်းသူကျောင်းသားလေးတွေကိုရစ်ပူစော်ဖို့ကန်းချောက်ထားတဲ့နေရာကိုအမန်ဒါကိုခေါ်သွားခဲ့ပါတယ်။ဦးကျန်ကအမန်ဒါကိုရစ်ပူစော်တော့မဲ့အချိန်မှာသူ့အဖေကရော်သားတွေနဲ့အတူအာဘာကိုပါခေါ်ပြီးရောက်လာခဲ့ပါတယ်။တိုက်ခိုက်ပွဲဖြစ်သွားပြီးအာဘာကအသာစီးရခဲ့ကဦးကျန်ကိုဖမ်းပြီးအရှင်လက်လက်မိရှို့တဲ့အချိန်မှာဦးကျန်ကမတေခင်အထိမရက်မနာရေမောနေခဲ့ပါတယ်။နာဂီလာကဦးကျန်ပီကက်နဲ့ရင်ဆိုင်ဖို့အစီအစဉ်ဆွဲပါတယ်။သူတို့ကဝိညာဉ်လောကတကားပေါက်အဖြစ်ကာရီနာရဲ့ထိုင်ကုန်းမှာထိုင်ဖို့လူတစ်ယောက်လိုအပ်ပါတယ်။ပင်ဒါကကာရီနာနဲ့ဦးကျန်ကသူ့ကိုလိုချင်နေတယ်လို့ယုံကြည်ပြီးလူလောက်ဖို့တာဝန်ယူလိုက်ပါတယ်။နာဂီလာကတခြားသူတွေကိုဖျောင်းတိုင်လင်းလာတဲ့အခါစပွဲကိုမိရှို့ဖို့ညွှန်ကြားလိုက်ကစုတောင်းပြီးအမန်ဒါကိုဦးကျန်ရဲ့လောကတဲ့ကိုခေါ်သွားခဲ့ပါတယ်။သူတို့ကတစ်သားတွေနဲ့ကာယံကပိတ်ခံထားရတဲ့ကျောင်းသားတွေနဲ့ဆရာတွေကိုတွေ့ရှိခဲ့ပါတယ်။
ဦးကျန်ကတားတစ်ချောင်းကန်ပြီးသူတို့နှစ်ယောက်ကိုလာရင်ဆိုင်ပါတယ်အမန်ဒါကပိတ်ကန်ထားရတဲ့တခြားသူတွေကိုလှုပ်ပေးနေတော့မှနာဂီလာကနှက်ဆိုးနဲ့တိုက်ခိုက်ပါတယ်ဦးကျန်ကအသာစီးရပြီးနာဂီလာကိုအဆုံးသတ်ပေးတော့မယ့်အချိန်မှာအမန်ဒါကဝင်သားစီးလိုက်ပြီးသူတို့နှစ်ယောက်ပူးပေါင်းကတိုက်ခိုက်ကြပါတယ်။ဇာမွေးပွဲခန်းထဲမှာဖျောင်းတိုင်လင်းလာတာကိုတွေ့ပြီးယူဒီကစပွဲကိုမီးရှို့လိုက်တဲ့အခါမှာတော့နက်ဆိုရဲ့လောကတစ်ခုလုံးမီးဆွဲလောင်သွားခဲ့ပါတယ်။အမန်ဒါကဥကျန်းကိုဖက်ပြီးလောင်နေတဲ့မီးပုံတွေကိုခုန်ချကာတခြားသူတွေကိုကယ်တင်ဖို့သူ့ကိုယ်သူစသေးခဲ့ပါတယ်။နာဂီလာနဲ့ပျောက်ဆုံးနေတဲ့ចောင်းသားတွေပြန်ရောက်လာခဲ့ကြပြီးចောင်းတစ်ចောင်းလုံးမီးလုံကျွမ်းတော့မယ့်အချိန်မှာယူဒီကအားလုံးကိုចောင်းထဲကနေခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်